ရားကြီးကျေးဇူးတော်ကြောင့်အားလုံးဒီကောင်းချမ်းသာလို့ပြောရနေကြပါတယ်ဆိုတော့ခြေတော်ကြီးမောင်တော်တို့ဒီနေ့ကတမန်ကျမ်းတော်ပြန်နေဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်အသိတော်များရဲ့နေထူးနည်းများတစ်ခုဖြစ်တယ်ဆိုတော့ဒီချိန်တိုင်းဒီပို့ဆောင်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ဒူရဲချီးမွမ်းတယ်တော့ခိတ္တကနာဆုတောင်းဆက်ကြအောင်နော်ဘုရားသခင်ကိုရောကျေးဇူးတင်တယ်ယခုမှလည်းကိုရောကိုပြုကိုးဝေရတဲ့ဖင်းနဲ့ဆုတောင်းပတ္ထနာပြီးရတဲ့အခွင့်များပေးသလိုတာသမီတို့အသက်တာအတွက်ဒီဆောက်ဆရာဖြစ်စေတော့ကိုရောဘုရားရှင်ရဲ့ဖွင့်ပြတဲ့ဒေသနာကြားနာရဖို့အခွင့်ကိုကိုရောဘုရားပေးလို့ကျေးဇူးတင်တယ်ဒေသနာဝေငှမဲ့တာကျွန်တော်ပြောဖို့ကလည်းတန်ရှင်တော်ဝိညာဉ်တော်ဘုရားဖိတ်ပေးတဲ့ကိုရောဘုရားရဲ့အလိုတော်နဲ့အညီနှုတ်ကပတ်တော်ဝေငှနိုင်မှမကြောင်းကျေးဇူးပြုတော်မူပါကြားနာကြတဲ့ဒီပုံတော်အရောက်ရှင်အသက်တာမှာလည်းနှုတ်ကပတ်တော်ကိုတကယ်စင်ကြင်အောင်တွေ့ပြီးအသက်တာမှာတိဆောက်ဆရာဖြစ်စေဖို့ဝိညာဉ်တော်ဘုရားမာစာကိုညီတော်ရဲ့အချိန်တိုင်းကိုနှောက်ယှက်တဲ့စာရမဏေရဲ့လုပ်ရအားလုံးသခင်ရှိခိုးတဲ့ဘယ်ရှားပါလဲครับကျေးဇူးတင်တယ်ကျေးဇူးတော်လုံးကိုချီးမွမ်းရဲ့သခင်ရှိခိုးတဲ့ဆုတောင်းဆက်တဲ့အနန္တကိုဘာလို့တော်ဘုရားတခင်အာမင် sorry ဆိုတော့ဒီကဘာကြီးမှာလေလူတွေကတန်ဖိုးကိုဝေခြင်းနဲ့တိုင်းတာကြတာရှိတယ်တချို့ကြတော့ဥစ္စာပစ္စည်းနဲ့နော်ဥစ္စာပစ္စည်းကြော်ပါမှုနဲ့တိုင်းတာကြတယ်တချို့ကြတော့ပညာယာလူလောဘကွဲအာဏာများနဲ့တိုင်းတာကြတာရှိပါတယ်ဒါပေမဲ့လို့စာလန်ဆရာကြီးကတော့သူ့ဘဝအတွက်တန်ဖိုးအရှိဆုံးအဖို့အထိုက်ဆုံးဘာနဲ့မှတိုင်းတာလို့မရတာကတော့ဘုရားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာဖြစ်တယ်လို့ရဲဝံ့စွာထုတ်ပေါ်ကြွေးကြော်ထားတာကိုကျွန်တော်တို့119ခုမြောက်သောစာလအပိုက်ငယ်82မှာတွေ့ရပါတယ်။နှုတ်တော်အတွက်တရားတော်တွေရှုဝေးအထောင်ကောင်းတဲ့မကအကျွန်တော်၌သာယူကောင်းပါလိမ့်။ဆိုတော့ဒီနေ့ဒေသနာကတော့အဖို့အနကထိုက်တော်အဖို့အနကထိုက်တော်ဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကကျွန်တော်ကပြောခဲ့လို့ခရိယာများရဲ့နေတူးပင်းချက်တွေဖြစ်တဲ့တမန်ကျမ်းတော်တွေနဲ့ဖြစ်ပါတယ်။ဆိုတော့ဒီနေ့ရဲ့ဖြစ်ပေါ်လာဖို့ကိုကျွန်တော်အသိတော်အတွင်းကဖတ်ကြားတော်တွေဖြစ်ပါတယ်။ဆိုတော့စာလန်ဆရာကြီးကသူ့ဘဝမှာအဖို့ထက်ဆုံးခံစားပြီးတော့မှနားလည်ပြီးတော့သူ့ဘဝအတွက်အလိုအဆုံးအရာဖြစ်တယ်လို့ဆုံးဖြတ်ပြီးတော့ခက်ခဲတဲ့အခြေအနေတွေမှာတမန်ကျမ်းစာကိုလက်ဝယ်ရရှိဖို့အတွက်အဖို့ကများစွာပေးဆက်ခဲ့ရတဲ့အမျိုးသမီးငယ်မေရီဂျွန်အကြောင်းဆိုတာကျွန်တော်အတွင်းကဖတ်ပြလို့အားလုံးလည်းသိလို့ဖြစ်ပါတယ်ဆိုတော့တကယ်တော့မေရီဂျွန်အကြောင်းကိုကျွန်တော်တို့သိသိချာချာသိအမှန်တမ်းမှတနာစရာကောင်းတယ်ဝမ်းနည်းစရာကောင်းတယ်ဆိုတော့ဒီမှာရှိတဲ့ဒီပုံမှန်တွေကြားတဲ့အခါမှာမြေကြီးတောက်တောက်ကျသွားတာဆိုလို့အတွင်းကအထူးချုပ်တယ်ပြောသွားတယ်တကယ်တော့တော်တော်လေးဒီတမန်ကျမ်းစာတစ်ခုရဖို့အတူရဖို့အတွက်သူအများကြီးအဖို့ကပေးခဲ့ရချစ်တော်ကြီးကောင်မတို့မေရီဂျွန်ကတမန်ကျမ်းစာသူ့မှာမရှိအဲ့ဒီသူ့ရဲ့အခြေအနေအခါကတမန်ကျမ်းစာကပုံနှိပ်ထုတ်ဝင်ခြင်းပါလေအနည်းငယ်ပဲရှိတယ်အဲ့တော့သူတော်သူများတွေကျမ်းစာအောင်ရှိလို့သူ့မှာလည်းကျမ်းစာအောင်ရှိချင်တယ်ရှိစေချင်တယ်ဆိုတော့ဒီကျမ်းစာအောင်နဲ့ပတ်သက်ပြီးတော့မှသူကျမ်းစာကိုဖတ်ချင်တဲ့အခါမှာသူနဲ့အိမ်မီနာချင်းရှိရနေပြီးတော့ရှိဖတ်အဲ့ကောင်ကသူဘာခံစားလဲဆိုတော့ဒီနှုတ်ကပတ်တော်တမန်ကျမ်းစာသူ့မှာလည်းကိုယ်ပိုင်ရှိကောင်းတယ်ဆိုပြီးတော့မှသူတအားနဲ့ကိုခံစားပြင်းပြတဲ့စိတ်ဆန္ဒရှိတာဆိုတော့အဲ့ဒါကြောင့်သူဒီကျမ်းစာရဖို့အရေးကိုသူတော်တော်လေးစူးစမ်းတယ်ပတ်စံစုတယ်နော်စုရတာလို့မပြည့်နိုင်အဲ့တော့ကျမ်းစာအုပ်ရဲ့ဈေးရတယ်အရင်ကြီးတယ်အဲ့တော့ခက်နဲ့သူဒီကျမ်းစာအုပ်ရဖို့အရေးကိုနော်စုဆောင်းပြီးတော့ပတ်စံလေးနှစ်အတော်ကြာတယ်ဗျနှစ်အတော်ကြာပတ်စံလေးစုမိတယ်ကျမ်းစာအုပ်ကိုဝယ်ဖို့ရဝင်ပြီးဆိုတဲ့အချိန်မှာပြီးစိတ်မရှိတဲ့အတွက်ကြောင့်နော်မိုင်ပေါင်းများစွာဝေးတဲ့လမ်းကိုညအိမ်နဲ့မိန်းကလေးတယောက်နဲ့ချစ်ချင်းသွားခဲ့ရတာဖြစ်တယ်။နော်ဘာလို့ဆိုတော့လမ်းစိတ်လည်းမရှိတော့နော်အဲ့တော့မြင်းရထားတွေနဲ့သွားကြတာအဲ့လိုမြင်းရထားတွေလည်းသူမစီးနိုင်ဘူးနော်အဲ့တော့ချစ်ချင်းရှောင်ရင်းနဲ့လမ်းမှာဖဏပြတ်သွားတယ်။ဖဏပြတ်သွားတဲ့အခါမှာဒီကျမ်းစာကိုဝင်ရတဲ့ပတ်စံတွေကနေပြီးတော့မှသုံးရဆိုရင်မှန်ပြီမှာဆိုလို့ခြေဝါးဗလာနဲ့သူလမ်းလျှောက်နော်သူ့ခြေတော်မှာတွေးပြီးဖြစ်ပြီးတော့မှနောက်ဆုံးမှာခြေတော်ကမခံမရနိုင်အောင်ဒါကြီးပြီးထွက်တဲ့အတွက်ကြောင့်ဈေးပေါ်လို့ဖတ်တဲ့တရားကိုသူမဖြစ်မနေဝဲပြီးတော့သွားပြီးတော့မှနောက်ဆုံးဒီ
သူကျမ်းစာအုပ်ရနိုင်တဲ့ကျမ်းစာအုပ်ရောက်ပြီးတဲ့သေဥစ္စာရှိရောက်သွားတဲ့အချိန်မှာသူကျမ်းစာအုပ်လိုချင်လို့သူသွားပြီးတော့မှနော်ကျွန်မကျမ်းစာအုပ်လိုချင်လို့ငါ့ကိုပြောတဲ့အခါမှာဆရာကြီးကဝန်နေပါလေကွယ်နောက်မှကျမ်းစာအုပ်တောက်အုပ်ပဲရှိတာတောက်အုပ်ကမနေ့ကလည်းငါရောင်းလိုက်ပြီဒီတောက်အုပ်ကတော့ငါ့ရဲ့ကိုယ်ပိုင်ဖြစ်တဲ့အတွက်ကြောင့်ရောင်းလို့မရဘူးဆိုတော့သူနှစ်လာမျောမှန်းပြီးတော့မှမျောလင့်ခဲ့တဲ့ကျမ်းစာအုပ်ရောက်ဖို့အတွက်သူခက်ခဲစီးပွားရှာဖွေပြီးတော့မှချွေးရစုဆောင်းပြီးလာခဲ့ရတယ်။နော်ပတ်စံနဲ့ရခဲ့တဲ့ပတ်စံနဲ့ခက်ခဲသောဒီလမ်းကိုမိတ်ကလေးတံပဲနဲ့လမ်းလျှောက်ပြီးတော့မှနော်ဒီသွားပြီးတော့ပျော်လင့်ကြီးစွာနဲ့ရောက်တဲ့နေရာမှာသူ့ရဲ့ပျော်လင့်ချက်တွေကရိုက်ဖြတ်တာကိုခံစားခဲ့ရတယ်။အဲ့ချိန်မှာမိရီဂျုံကြီးကဘာဖြစ်လဲဆိုတော့ဝမ်းနဲ့ကြေခွဲကချုံဝဲချဖို့အဲ့ဒါကိုကြည့်ပြီးဟောအမှန်တမ်းတနာသွားတဲ့ဒီသင်ဥစ္စာကဘာဖြစ်လဲဆိုတော့သူ့ကိုကဲမိုးမနေနဲ့တော့ငါရဲ့ကျန်တော်မျိုးရောင်းပေးလိုက်တယ်ဆိုပြီးရောင်းပေးလိုက်။နောက်ဒီလိုသင်အစီအစဉ်မှာအဲ့ဒါကိုတင်ပြဒီမိန်းကလေးရဲ့အကြောင်းပြောပြတဲ့အခါမှာဒီမိန်းကလေးကိုဂုဏ်ပြုပါမယ်ဆိုပြီးတော့မှနော်ဆိုတော့ချစ်တော်ညီကောင်တို့ဒီလိုကျမ်းစာနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းရတော့ခုနပြောတဲ့သမီးငယ်လေးညီမငယ်လေးအခုတော့ဖိုးပွားပြီးတော့ဖြစ်တာနော်ဆိုတော့ပြောချင်တာလုံခဲ့တဲ့ဖြစ်ပေါ်မှာများပြီလေနော်ဆိုတော့ဒီသူ့ရဲ့ကြိုးစားအားထုတ်တမန်ကျမ်းစာလိုချင်သောစိတ်ပြင်းပြတဲ့စိတ်ဆန္ဒကိုပုံပြသွားအဖြစ်ဒီသူတို့ကျမ်းစာလေးကိုတတ်မှတ်ပြီးတော့ပေါ်ထွက်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီနေ့ကျွန်တော်အသေးတော်တွေမှာကျင်းပတဲ့ဒီလူနည်းရက်တွေပပိုင်းကြောင်းတွေကိုဖတ်ရှုကြားနာတဲ့အခါမှာအလုံးစုံဝင်စားဖို့လည်းကောင်းပါတယ်နော်နားထောင်လို့လည်းကောင်းပါတယ်ဒါပေမဲ့လို့စိတ်ဝင်စားရုံနားထောင်ဖို့မပြီးသွားပါဘူးဘာကြောင့်လဲဆိုတော့သူတို့တွေပေးဆက်ရတယ်ဘာကြောင့်သူတို့ပေးဆက်ရလဲဆိုတော့သူတို့မှာပြင်းပြတဲ့စိတ်ဆန္ဒရှိဖြစ်ပါတယ်သူတို့ကသူတို့လှုပ်ဆောင်တဲ့အရာရဲ့တန်ဖိုးကိုသိရှိနားလည်တဲ့အတွက်ကြောင့်သူတို့အဲ့အရာအတွက်သူတို့ထိုက်တန်စွာပေးဆက်ကြတာဖြစ်တယ်ဒါကြောင့်သူတို့အဖြစ်လေလူတိကများပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ခင်ပါရောဒီလိုတန်ဖိုးထားပေးဆက်ကြတဲ့သာသနာ့သူရဲကောင်းများဘာလို့ပေါ်ထွက်တာလဲသာသနာ့ကြီးအရာမှာဖြစ်ဖြစ်အသေးတော်ဆိုင်ရာရည်ကျက်ကြီးထွားမှုခေါင်းဆောင်တွေမှာဖြစ်ဖြစ်မိခင်ဖခင်များကိုအလေးထားတာပဲဖြစ်ဖြစ်ခက်ခဲတဲ့သာသနာလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်နော်သာသနာ့သူရဲကောင်းတွေဒီခေတ်မှာဘာကြောင့်ပြောစမှပြုတော့မပေါ်ထွန်းကြဘူးဟုတ်ကဲ့တော့ဆိုရင်ကျွန်တော်တို့ဒီနော်ဟာလာဒီအေဝဒီနဲ့ပတ်သက်တဲ့ဆိုဂျိုကယ်မင်းတို့နော်ဒေးဗစ်လီဗီစတုန်းတို့စပ်ပြီးပေါ်တော့ဆရာကြီးတက်တဲ့ဟာလာစပ်ပြီးအများကြီးနော်ကျွန်တော်တို့စံပြုတော့တဲ့ပုံပုံကြီးဒီခေတ်မှာဘာကြောင့်မထွက်လဲကျွန်တော်ယူဆတော့တန်ဖိုးထားလို့ရပြင်းပြတဲ့စိတ်ဆန္ဒမရှိကြဘူးဖြစ်ကျွန်တော်ဝန်ထမ်းဘဝမှာဂျပန်နဲ့တွဲပြီးအလုပ်လုပ်ဂျပန်အင်ဂျင်နီယာနဲ့တွဲပြီးအလုပ်လုပ်အဲ့ချိန်မှာဂျပန်အင်ဂျင်နီယာအသက်ကြီးတဲ့အဖိုးတယောက်ရှိတယ်နော်ဖူဂျီတာကအဲ့ဖူဂျီတာကဆိုတဲ့ပုံကိုကြီးကသူဘာပြောလဲဆိုတော့ငါတို့ဂျပန်နေရအမတန်စီးဒုက္ခရောက်တာလေဒုတိယကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာစစ်ရှုံးလို့ငါတို့စစ်ရဲ့ထံကိုခံစားပြီးတော့မြို့တွေပြက်တယ်ရွာတွေပြက်တယ်လူတွေတည်တယ်နော်ဒါပေမဲ့လို့အဲ့လိုပြည့်စည်ဆုံးရှုံးမှုတွေများပြီပဲလို့ငါတို့ကစစ်ရှုံးရတဲ့အတွက်ကြောင့်စစ်ရောချင်းပေးရတယ်အဲ့လိုလေငါတို့တိုင်းပြည်မှာနော်မြို့တွေရွာတွေပြည့်ပြက်တယ်အဆောင်တွေပြည့်ပြက်တယ်စီးပွားရေးလုပ်ငန်းတွေပြည့်ပြက်တယ်ဒီကြားထဲကစစ်ရောချင်းပေးရတယ်ဆိုတော့ဘာချမ်းလေးလဲဘာမှမချမ်းဘူးငါတို့ကအရင်ခက်ခဲတယ်အဲ့လိုခက်ခဲတဲ့အခြေအနေကနေငါတို့ရုံးထားကြတယ်ငါတို့တိုင်းပြည်ငါတို့ပြန်လဲထူထောင်လိုက်ဆိုပြီးရုံးထားကြတယ်ငါတို့စစ်ရောချင်းပေးရတဲ့နိုင်ငံတွေမနေဘူးတဲ့မှန်ပါလေကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလဲအမေရိကန်ဂျပန်တွေကစစ်ရောချင်းပေးရတယ်နော်ဆိုတော့အခုခေတ်တော့မရှိတော့သင်္ဘောတွေကပိုသွားပြီဘုလုံးကအေယာဝင်တဲ့ထဲမှာအစုံစံသွားနေတဲ့ဒီနှစ်ထပ်သင်္ဘောတွေပေါ့နော်နှစ်ထပ်သင်္ဘောတွေစစ်ရောချင်းနဲ့ကျွန်တော်ဗမာပြည်ရတာဝယ်ထားတယ်မဟုတ်ဘူးနဲ့လကားရတယ်နောက်ကျွန်တော်တို့မြို့တွေမှာတာပိုင်လုံးတွေနဲ့ဓာတ်ပိုင်တွေရှိတယ်အဲ့ဓာတ်ပိုင်တွေကစစ်ရောချင်းနဲ့ဂျပန်တွေကပေးထားတာဖြစ်တယ်နော်ဆိုတော့သူတို့တွေကအဲ့လိုသူများနိုင်ငံတွေကိုရောချင်းပေးတာနော်
ဒါမျိုးနဲ့ငါတို့တန်းပြီးပြန်လဲထူတော်ဖို့ငါတို့ကျူးသားအထုတ်ကြတယ်နော်အဖေတွေလည်းကျူးသားတယ်ငါတို့လည်းကျူးသားတယ်ဒီလိုနဲ့ငါတို့ဂျပန်ကအကောင်းဆုံးနော်ကားဆိုတဲ့အကောင်းဆုံးနော်ခုနကပြောလို့ကျွန်တော်တို့ဘာပစ္စည်းမဆိုအကောင်းဆုံးဖြစ်အောင်ငါတို့ကျူးသားပြီးလုပ်တဲ့အခါမှာငါတို့ကတဖြည်းဖြည်းတက်ငါတို့ဂျပန်နိုင်ငံတိုးတက်သွားတယ်ဒါမျိုးနဲ့အခုခေတ်မှာတော့အယောင်းဝန်းနေတယ်ဘာကြောင့်လဲဆိုတော့ဂျပန်လူငယ်တွေကငါတို့လုပ်လိုက်တာအရင်တိုးတက်သွားတဲ့အတွက်ကြောင့်သူတို့ကလုံးစရာလုံးမရှိတော့အဲ့လိုလုံးစရာလုံးမရှိတော့လူငယ်တွေကဘာလို့လဲလမ်းပေါ်ရောက်ဖို့အရင်တော့တဲ့ကားနဲ့ခုံးနဲ့ပြောနဲ့ပါတယ်လူငယ်တွေကအလုံးလုံးသိစိတ်နဲ့သားတော့နိုင်ငံရဲ့တိုးတက်ဖို့အတွက်နိုင်ငံတကာဘူးလည်းပဲသူတို့နားမလည်တော့ဘာကြောင့်လဲဆိုတော့သူတို့တွေကဒီအရာတွေကိုရထားပြီးတော့ဖြစ်လို့ဖြစ်တယ်ဆိုတော့ဒီနေ့လည်းကျွန်တော်ပြန်စဉ်းစားကြည့်တယ်ကျွန်တော်တို့တွေကလေအင်္ဂလိပ်သတင်းစကားဆိုလည်းကြားထားပြီးတမန်ကျမ်းစာဆိုလည်းဆရာကြီးတက်တာဘာသာပြန်ပြီးတော့တော့ရပြီနော်တမန်ကျမ်းစာလေးကိုဘာလို့ဒါတွေကလည်းနော်ကျွန်တော်တို့ဟာပြောချင်တာရှေ့မှာပေးဆက်ခဲ့တဲ့သူတွေကိုပေးဆက်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ဒီအကျိုးမြတ်ခံစားလာရတဲ့အခါမှာကျွန်တော်တို့ကအဲ့အကျိုးအမြတ်တွေပေါ့ပေါ့ရိုးရိုးသဘောထားကြတယ်တန်ဖိုးမထားကြဘူးအဲ့လိုတန်ဖိုးမထားတဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့သာသနာ့ဥယျာဉ်တော်တွေမပေါ်ထွန်းနိုင်တော့တကယ်တော့ကျွန်တော်ဖြစ်မှာလေဘုရားသခင်ရှိမှာတကယ်စက္ကပ်တကယ်ပဲအဖို့ကပေးတယ်ဘုရားသခင်အသိမှတ်ပြုတဲ့သာသနာ့ဥယျာဉ်တော်တွေပေါ်ထွန်းနိုင်တယ်လို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်တော့ချစ်တော်ညီကောင်တို့ဒီနေ့မှာတော့နှုတ်ကပတ်တော်မှာချမ်းသာကျွန်တော်တို့ဘယ်လောက်ထိတန်ဖိုးရှိတယ်ဆိုတော့ဝင်ကပေးချင်ပါတယ်ပြီးခဲ့တဲ့ဘက်ကဆရာကျော်တို့ကချမ်းသာတယ်တော့နှုတ်ကပတ်တော်ဒီပတ်သက်တာတွေတည်သွားဆရာဆိုကလည်းတရားဟောတော့နှုတ်ကပတ်တော်နဲ့ပတ်သက်တာတွေတည်သွားသူတို့ကရှေ့ကပိတ်ပြီးတည်သွားတော့ကျွန်တော်ဒီတစ်ပတ်တမန်ကျမ်းစာနဲ့ပတ်သက်ပြီးဟောဖို့ပါတယ်လေနော်ဆိုတော့ကျွန်တော်ချမ်းသာဒါတော့ကျွန်တော်ဆရာကျော်တို့ကပြီးခဲ့တဲ့ဘက်ကတင်သွားပြီးတော့ဖတ်ရှုခြင်းတွေလေ့လာခြင်းတွေမှတ်သားခြင်းတွေစီစဉ်ခြင်းတွေအလုပ်ချက်မှတ်ခြင်းတွေဒါတော့ကျွန်တော်မပြောတော့ပါဘူးဒါဆရာကျော်တို့လည်းတင်သွားပြီးသားဖြစ်တယ်နော်အဲ့ဒီမှာဟိုးတော်ကြာခဲ့ပြီဒီမှာရှိတဲ့ဒီဘောမောင်ကသတိရလေးလားတော့မသိဘူးကျွန်တော်ကတော့သတိရတယ်ဆရာကျော်တို့ပဲတင်သွားတယ်နှုတ်ကပတ်တော်ပုံဆောင်ချက်တွေနှုတ်ကပတ်တော်ဓာတ်ဖြစ်တယ်နှုတ်ကပတ်တော်အမှန်ဖြစ်တယ်နှုတ်ကပတ်တော်ကြီးဖြစ်တယ်စသဖြင့်သင်လည်းသွားပြီးဆိုတော့ကျွန်တော်ဒါလေးအထွေထူးတော့မပြောတော့ဘူးတော့129ခုမြောက်သောစာလံကHebrew အခရာ22လုံးရှိတဲ့အထဲမှာအဲ့ဒီ22လုံးကိုအစဉ်လိုက်စီစဉ်ထားတဲ့စာလံကျမ်းဖြစ်ပါတယ်အခန်းတိုင်းဟာဘုရားသခင်နှုတ်ကပတ်တော်အသုံးဝင်ကြောင်းကိုတန်ဖိုးရှိကြောင်းကိုချီးမွမ်းထားတာကျွန်တော်တွေ့ရတယ်ဆိုတော့ထာဝရဘုရားရဲ့တရားတော်နှုတ်ကပတ်တော်စီရင်ချက်ပညာတသက်ခံချက်မိန့်တော်မူတဲ့စသဖြင့်ဒီစကားတွေနော်အဲ့စကားလုံးတွေအချိန်ချင်းသုံးဆွဲထားတာကျွန်တော်တွေ့ရပါတယ်129မျိုးသောဆာလံရဲ့အဓိကသတင်းစကားကတော့ဘုရားသခင်နှုတ်ကပတ်တော်ကြီးယုံကြည်သူရဲ့အသက်တာအတွက်အကြီးနဲ့ဆုံးသောယန္တာဖြစ်တယ်ဆိုတာပြောတာပဲဖြစ်ပါတယ်ဆိုတော့တရားတော်ဆိုတာဟီဘရုဘာသာစကားမှာထိုးရာကိုခေါ်တယ်အဲ့ဒါကအဓိပ္ပာယ်ပါဆိုတော်တင်ခြင်းလမ်းပြခြင်းလမ်းညွှန်ခြင်းဗျာဒိတ်တော်ကိုဖော်ပြခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါကြောင့်ဘုရားသခင်ရဲ့တရားတော်ဟာအပြစ်ရှိတဲ့အောင်ဖော်ပြပြီးအပြစ်စီရင်ခြင်းတသက်မဟုတ်ဘဲနဲ့ဘဝလမ်းညွှန်မှုကိုလည်းပေးတယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်ဒါကြောင့်ဆရာတော်ဆရာကြီးကနှုတ်ကပတ်တော်ရွှေတုံးလို့မပြောပါဘူးငွေတစ်ထောင်လောက်လို့လည်းမပြောပါဘူးရွှေငွေအထောင်တောင်းမကလို့ပြောပါတယ်ဒါကဘာလို့ဆိုလို့လဲဆိုရင်အလွန်အဖိုးထိုက်တန်မှုကိုဖော်ပြနေတာဖြစ်ပါတယ်နော်ဆိုတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကဘလောက်တန်ဖိုးကြီးတယ်ဆိုရင်နော်ရွှေငွေအထောင်တောင်းကတန်ဖိုးရှိပါတယ်အများကြီးတန်ဖိုးရှိတယ်နော်အခုလေးဆိုရင်ရွှေတကြားသားဆိုဘယ်လောက်လဲအားလုံးသိတဲ့အတိုင်းနော်ဈေးအများကြီးနော်ကျွန်တော်တို့ခေတ်တုန်းကတော့ရွှေတကြားသားကို1800လို့နော်အခုတော့ပြောမနေနဲ့အခုတော့ကတော့နော်လာတာမှာ92ကျပ်လောက်ဆိုနော်ဒါဟလာ130ဆိုတော်တော်လာတာရနေပြီနော်အခုချိန်နဲ့နှမ်းချင်းတော့ဟောပြီကျွန်တော်တို့ဇနီးမောင်နဲ့တခါတလေနောက်ကြောင်းလေးတွေပြန်ပြောကြတယ်ဟိုတုန်းကကျွန်တော်တို့အမေကပြားစီတွေတပြား9စီပေးလိုက်ရင်ကျွန်တော်တို့ကျောင်းမှာအများကြီးဘုတ်ဝယ်စားလို့ရတယ်နော်ငါးပြားလို့ဆိုရင်9ခုဒီလိုရတယ်နော်ဆိုတော့ပြောချင်တာပါလဲဆိုတော့ငွေကြီးရဲ့ထိုက်တန်မှုအများကြီးနော်ရွှေအထောင်တောင်းဆိုတာစဉ်းစားကြည့်နည်းနည်းတော့တန်ဖို့မဟုတ်ဘူးဒါမဲ့လို့တဲ့ဘုရားသခင်ပြုတ်မှတ်တော်ကတော့အဲ့ဒီအရာအားလုံးထဲတန်ဖိုးရှိတယ်လို့စာလံဆရာကြီးကပြောပါတယ်ဘာကြောင့်လဲ
ရွှေကခန္ဓာကိုယ်အစာမကျွေးနိုင်တော့ချစ်တော်ကြီးပုံပေါ်လို့ကျမ်းမာခြင်းလည်းမပေးနိုင်တော့ရွှေကအပြစ်လို့မပေးနိုင်တော့ရွှေကထာဝရအသက်မပေးနိုင်တော့တမန်ကျမ်းစာကတော့ဘာဖြစ်လဲဆိုကျွန်တော်တို့ကိုကယ်တင်ခြင်းလမ်းပြပေးတယ်ခရစ်တော်နဲ့မိတ်ဆက်ပေးတယ်ထာဝရအသက်လမ်းကိုလည်းလမ်းယူပေးတယ်ဘဝနေပြီးထိုင်နေမှုကိုလည်းပဲတုံ့ပြန်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဘုံကောင်းလို့တမန်ကျမ်းစာဟာလူရဲ့အသက်တာကိုပြောင်းလဲပေးနိုင်တဲ့တကူရှိပါတယ်ဟေဘေဘောဝရစာအခန်းကြီး၄အငယ်7မှာဘာပြောထားလဲဆိုတော့ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုအသက်ရှင်ခြင်းတကိုးနဲ့ပြုမြင်ခြင်းတန်တဲ့တကားလို့တဲ့ထက်ချင်းနဲ့ပြည့်စုံပြီးဖြစ်ပြီးလို့ပြောထားတာပါဆိုတော့တကိုးနဲ့ပြုမြင်ခြင်းဆိုတာလူတစ်ယောက်ရဲ့အသက်တာကိုပြုမြင်နိုင်စွမ်းရှိတာကိုပြောတာဖြစ်ပါတယ်ဆိုတော့ဓမ္မရာဇဝင်စတုဒ္ဒဆောင်အခန်းကြီး7မှာယောရှိမင်းကြီးဟာယေဘရဟိမင်းယောရကတုံတဲ့အခါမှာသူ့ရဲ့အဖြစ်ကိုဝန်ခံပြီးတော့မှနိုင်ငံတော်ကိုလည်းဘုရားသခင်အလိုတော်နဲ့အညီတိုင်းပြည်ကိုပြုပြင်ခဲ့တယ်ရုပ်တုကိုစင်တုကိုယ်ဝခြင်းတွေကိုလည်းဖယ်ရှားခဲ့တယ်နှုတ်ကပတ်တော်ကလူတယောက်ကိုလည်းပြုပြင်ပြောင်းလဲတာမဟုတ်ဘဲနဲ့ဣသရေလလူမျိုးတစ်မျိုးလုံးကိုပြောင်းလဲစေခဲ့တာဖြစ်ပါတယ်အဲ့လောက်ထိနှုတ်ကပတ်တော်ကတကိုးရှိတယ်ဆိုတာကျွန်တော်သိရပါတယ်ကျေးဇူးတော်ပါဘူးတမန်ကျမ်းစာကကျွန်တော်တို့ရဲ့လမ်းပြတဲ့အလင်းနဲ့ဖြစ်ပါတယ်129ခုလောက်စာလံအပိုက်ငယ်105မှာနှုတ်ကပတ်တော်ကကျွန်တော်တို့ခြေရှိမှာမိကွက်ဖြစ်တယ်လို့ဆိုပါတယ်စာလံဆရာကြီးကဒီနေ့ကျွန်တော်တို့တွေရောလူငယ်တွေမှာလမ်းပြောက်ကိုခံစားနေရတဲ့အချိန်ဖြစ်ပါတယ်ဘာလို့လုပ်ရမလဲအိမ်တော်ပြုဆိုလည်းဘယ်သူနဲ့ပြုရမလဲပြင်တိုင်းဆိုလည်းဘယ်လမ်းကိုရွေးရမလဲစသဖြင့်ပေါ့လေဒါမှမဟုတ်အဖြေကတော့နှုတ်ကပတ်တော်လည်းဖြစ်ပါတယ်နှုတ်ကပတ်တော်ကကျွန်တော်ဘဝတက်ကလည်းမှန်ကန်စွာရွေးချယ်လှုပ်ဆောင်နိုင်ဖို့လမ်းပြမြေပုံဆိုလည်းမမှားပါဘူးဖခင်ကကျွန်တော်ရဲ့ဘဝလမ်းကိုအမြဲတမ်းကြိုပြနေတဲ့မိအိမ်ပဲဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့သမီးငယ်လေးရုံရုံထန်လာပြီးတော့မှတခြင်းတစ်ပုဒ်ကြားနာလို့ဖြစ်ပါတယ်ဒီတခြင်းလေးနဲ့ကျွန်တော်ခွန်အားယူဖို့အတွက်သမီးငယ်ရုံရုံကိုဖိတ်ခေါ်ပါတယ်
ဒီဆိုချင်းဝင်သွားတယ်ဒီမင်းငယ်ရုံနဲ့ musician များဖြစ်ကြတယ်ကျွန်တော်တို့ဒီကိုကျော်ကြီးဒီမှာဖြစ်တဲ့နော်ဝါကိုလိုသိအထူးပဲကျေးဇူးတင်တယ်ဖျားရှင်ကောင်းကြီးပြပါလိမ့်ဆိုတော့နောက်တစ်ချက်ကလေနှုတ်ဘတ်တော်ဟာထာဝရတည်နေတဲ့နှုတ်ဘတ်တော်ဖြစ်ပါတယ်ဟေရှာအခန်းကြီး40အငယ်8မှာမြက်ပင်တွေညှိုးနွမ်းသွေးချောက်တတ်၏အပွင့်လွဲကြည်တတ်၏ထာဝရဘုရား၏နှုတ်ဘတ်တရားတော်မူကားကာလအစဉ်နဲ့တည်ဆိုတည်းလို့ဆိုထားပါတယ်နိုင်ငံများပြောင်းလဲသွားနိုင်ပါတယ်အင်ပါယာတွေဒီနေ့ခေတ်ကပိုင်းမှာကြည့်ရင်အင်ပါယာတွေပျောက်ကွယ်သွားပါတယ်ဘာလို့အင်ပါယာမရှိပါဘူးနော်ရှူရီအင်ပါယာလည်းမရှိတော့ဘူးပါရှားအင်ပါယာလည်းမရှိတော့ဘူးနော်ဟာလာနေမွေးအင်ပါယာလို့ခေါ်တဲ့ British Empire လည်းမရှိတော့ဘူးဒီကြားထဲမှာဟာလာဂျပန်တွေကလည်းနီပွန်ဟာလာနေမွေးအင်ပါယာတိဆောက်မယ်ဆိုပြီးတော့သူတို့စူးစမ်းတယ်အကြံစီမအောင်မြင်ပါဘူးဆိုတော့အင်ပါယာတွေလည်းပျောက်ကွယ်သွားတယ်တိုင်းနိုင်ငံတွေလည်းပြောင်းလဲသွားတယ်ဒါမျိုးလူတွေနော်ဒါလူတွေရဲ့အယူဆတွေလည်းပြောင်းလဲနေတယ်ဒါမျိုးနှုတ်ဘတ်တော်တော့မပြောင်းလဲဘူးဆိုတာကျွန်တော်တွေ့ရတယ်ဒါကြောင့်နှုတ်ဘတ်တော်ရဲ့တုံ့ပြန်ချက်တွေလမ်းညွှန်ချက်တွေတတိပေးချက်တွေတားမြစ်ချက်တွေဂရုတော်တွေအားလုံးကိုကျွန်တော်ယုံကြည်စိတ်ချနိုင်ပါတယ်ဟုတ်လားသမီးငယ်လေးဒီဆူသွားတယ်အချင်းတွေမှာလည်းပါပါတယ်ကျွန်တော်ဘဝတွေခက်ခဲနေတဲ့အချိန်မှောင်မိုက်နေတဲ့အချိန်မှာနှုတ်ဘတ်တော်ကကျွန်တော်လမ်းညွှန်ပေးတယ်ကျွန်တော်စိတ်အားမြင်နေတဲ့အချိန်မှာနှုတ်ဘတ်တော်ကပေါ်အားပေးတယ်အဲ့နှုတ်ဘတ်တော်ဘယ်တော့မှမပြောင်းလဲဘူးဒီနေ့တိုင်းနိုင်ငံတွေအခြေအနေတွေအခြေကားတွေအမျိုးမျိုးပြောင်းလဲနေပြီအယူဆတွေအမျိုးမျိုးပြောင်းလဲသွားနေပြီဒါမျိုးနှုတ်ဘတ်တော်ကတော့မပြောင်းလဲဘူးတည်မြဲတဲ့အရာဖြစ်တဲ့အတွက်ကြောင့်နှုတ်ဘတ်တော်ကကျွန်တော်ယုံကြည်စိတ်ချနိုင်ပါတယ်ဒီကများလည်းပဲတာသမီးများကိုပစ္စည်းဥစ္စာအမွေငွေကြေးပညာအမွေတွေပြီးတာမမှားပါဘူးဒါပေမဲ့လို့နှုတ်ဘတ်တော်ကိုချစ်တော်နှုတ်ဘတ်တော်ကိုစံနာတော်ယုံကြည်ခြင်းအမွေကိုတာသမီးများကိုအဓိကထားပြီးပေးစေချင်တယ်ဘာကြောင့်လဲဆိုတော့နှုတ်ဘတ်တော်ကမပြောင်းလဲဘူးကျွန်တော်တို့ခေတ်မှာလည်းမပြောင်းဘူး။သူတို့ခေတ်ကြလည်းပြောင်းလဲမှာမဟုတ်ဘူး။ကျွန်တော်ရဲ့အဖိုးဘွားခေတ်ကလည်းမပြောင်းလဲခဲ့ဘူး။နှုတ်ကပတ်တော်ထာဝရတည်ပြီးစိတ်ချတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဘဝအတွင်းအာမခံချက်နှုတ်ကပတ်တော်ပါလည်းရှိပါတယ်ကျွန်တော်တို့လည်းပါ။ဒါတော့ကျွန်တော်ရဲ့အသက်တာကျွန်တော်ရဲ့သားသမီးတွေကိုလည်းပဲဒီနှုတ်ကပတ်တော်အမှုကိုပေးဖို့အပ်တယ်။ပစ္စည်းဥစ္စာတွေကတော့ပြောင်းလဲပြက်ပြက်ဝါနိုင်တယ်။နှုတ်ကပတ်တော်ကထာဝရတည်ရာတည်တဲ့ဖြစ်ပါတယ်။ဆိုတော့မိမိကိုယ်တိုင်လည်းနှုတ်ဘတ်တော်တမန်ကျမ်းစာကိုတန်ဖိုးထားတဲ့သူဖြစ်ဖို့လိုပါတယ်။တမန်ကျမ်းစာကိုတန်ဖိုးထားတဲ့သူကတော့ဘုရားရှင်ရဲ့နှုတ်ဘတ်တော်တမန်ကျမ်းစာကိုနေ့စဉ်ဖတ်ရှုရယ်စင်ကြယ်သုံးသပ်တယ်။နာခံကျင့်သုံးတယ်။တာသမီများကိုလည်းသင်ပေးတယ်။အခြားသူများကိုလည်းခွာပေးဝေမျှတတ်တယ်။ကျွန်တော်တို့အဲ့လိုဖြစ်ရတာ။ကျွန်တော်အဲ့လိုဖြစ်ရတာ။ဆရာကျော်လေးကပြီးခဲ့တဲ့ဘက်ကပြန်သွားရနော်။နှုတ်ဘတ်တော်ကိုကျွန်တော်ဖတ်ရှုတယ်စင်ကြယ်အောင်နေတယ်နာခံလိုက်ရှောက်တယ်ဟဲ့လားသူလည်းဘယ်ချောင်းနဲ့ပြပါလဲ၅ကြောင်းလား၃ကြောင်းလား၄ကြောင်းလား၅ကြောင်းနဲ့ပြပါနော်ဆိုတော့ကျွန်တော်တို့အသက်တာမှာအားရှိရလားနှုတ်ဘတ်တော်ကိုတကယ်ပဲချစ်တယ်ဆိုရင်တမန်ကျမ်းစာကိုတကယ်ပဲတန်ဖိုးထားတယ်ဆိုရင်တမန်ကျမ်းစာကိုနေ့စဉ်ဖတ်ရှုရတဲ့အသက်တာရှိလို့စင်ကြယ်တုတ်တဲ့အသက်တာရှိလို့နာခံကျင့်သုံးတဲ့အသက်တာရှိလို့ကိုယ့်ရဲ့သားသမီးတွေလည်းတုံ့ပြန်ပေးရပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့မိတ်ဆွေပေါင်းသင်းတွေလည်းဝေမျှပေးတတ်ဖို့လိုပါတယ်။တမန်ကျမ်းတော်မှာအောင်းဝင်ကိုတတ်ပြီးရှိပါတယ်။ဆိုတော့များစွာတမန်ကျမ်းလာများစွာနော်အောင်းဝင်ကိုတတ်ပြီးတွေကကျွန်တော်စက်ချက်လေးထုတ်လို့ပြီးတော့ဒီနေ့ရဲ့ဒေသနာကိုဒီကုန်းချုပ်လာတယ်။တိတ်လို့များပါဘူးစက်ချက်ထဲမှာနော်တမန်နံပါတ်1ကတမန်ကျမ်းစာလားတဲ့ဘုရားခင်မှုတ်သွေးခြင်းအပြင်ဖြစ်တယ်နော်ဘုရားခင်မှုတ်သွေးတဲ့ဘုရားရဲ့နှုတ်တော်ရဲ့စကားများဖြစ်ပါတယ်ဆိုတော့ဘုရားလာရှိတဲ့များဒီဘုရားခင်မှုတ်သွေးတော်မူတဲ့အားဖြင့်ဖြစ်ပြီလို့ပြောပါတယ်မှုတ်သွေးနေဆိုတာအတွေးကိုအောင်တက်တယ်မဟုတ်ပါဘူးနော်ဘောဒင်းဆိုတာဘုရားခင်နာမတာတဲ့ဓာတ်တော်မှာဖြစ်ပါတယ်ဒါတော့ဒီဘုရားကျွန်တော်တမန်ကျမ်းစာဘုရားခင်နှုတ်ကပတ်တော်စစ်စစ်ဖြစ်ပါတယ်ခြေပေါင်းလေးကောင်ကောင်းလူအကွေးပေါ်လူအယူဆလူအကြံစီနဲ့ရေးထားတာမဟုတ်ပါဘူးဘုရားခင်ရေးထားတဲ့ဘုရားရဲ့စကားတော်များပဲဖြစ်ပါတယ်နံပါတ်1တစ်ချက်နံပါတ်2တစ်ချက်တော့တမန်ကျမ်းစာအသက်ရှင်ပြီးတော့တကူရှိပါတယ်ကျွန်တော်ခုနကဖတ်ခဲ့ပြီးပြီပြည့်ပြည့်အခါကြီးလေးငယ်စနစ်ဘုရားခင်နှုတ်ကတရားတော်ဒီအသက်ရှင်တဲ့တကူပြီးပြီးတန်တဲ့တကားတို့တဲ့ဖက်ချင်းနဲ့ပြေဆုံးပြီးဖြစ်လို့ပေါ်တာထားပါတယ်
ဆိုတော့တမန်ကျမ်းစာကကျွန်တော်တို့အချက်နဲ့ပေးတာလည်းမဟုတ်ဘဲနဲ့လူရဲ့နှလုံးသားကိုလည်းပြောင်းလဲစေတာဖြစ်ပါတယ်ခုနသမီးငယ်လေးမာစီကျမ်းစာဖတ်ပါတယ်ဘုရားခင်နှုတ်ဘတော်ဟာဘာဖြစ်လဲဆိုရင်အလေးကိုပေးပြီးမလိမ္မာသောသူကိုလိမ္မာစေတတ်တယ်မလိမ္မာသောသူကိုလိမ္မာစေတတ်တယ်တနည်းအားဖြင့်နှုတ်ဘတော်ဟာလူရဲ့အသက်တာနှလုံးသားကိုပြောင်းလဲပေးနိုင်တယ်ဖြစ်ပါတယ်နံပါတ်3တစ်ချက်တမန်ကျမ်းစာဟာကယ်တင်ခြင်းကိုလည်းပို့ဆောင်ပေးပါတယ်ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ကယ်တင်ခြင်းအလို့ငါပညာကိုပေးနိုင်သောတမန်ကျမ်းစာကိုငယ်ငယ်သောအရွယ်မှစပြီးလေ့ကျက်တွေကို၎င်းသိမှတ်ဒီနေ့အထက်ကကိုယ်နှလုံးသွင်းပြီးတော့အယူဝါဒနဲ့ဒီလိုဆိုတော့တိမောသေကဘုရားရဲ့နှုတ်ကပတ်တော်ကိုကြားပြီးတော့မှသူ့ရဲ့အသက်တာတကယ်ပဲယေရှုခရစ်တော်ကိုယုံကြည်ခဲ့တာဖြစ်တယ်ဒါကိုရှင်ဘုံတို့ကဆက်နေပြီးအဲ့ဒါကိုယုံကြည်ပြီးတော့မှအဲ့ဒါကိုအဲ့အယူဝါဒကမတည်နေပါလို့ခေါ်ပေးတာဖြစ်ပါတယ်ဒါကြောင့်လူအသိဉာဏ်ကပြည့်စုံမပေးနိုင်ပါဘူးချက်တော်ဒီကောင်မှာတမန်ကျမ်းစာကပဲခရစ်တော်ထံကိုနားပြပေးနေတာဖြစ်ပါတယ်နောက်နံပါတ်၄တစ်ချက်ကတော့တမန်ကျမ်းစာနားပြတော့တယ်ဖြစ်ပါတယ်ဒါအားလုံးကျွန်တော်တို့တည်တည်သားဖြစ်တဲ့129မြောက်သောစာအပိုက်ငယ်105မှာဘဝရဲ့အပေါင်းထဲမှာနှုတ်ကပတ်တော်ဟာမိခွက်ဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်တို့ခြေရှိမှာမိခွက်ဖြစ်ပြီးကျွန်တော်ဉာဏ်ကြီးကိုနည်းစေပါတယ်လို့ပြောပါတယ်ဒါတော့ကျွန်တော်ဘဝတက်တာလည်းမှာဘယ်လိုရှောက်လိုက်ရမလဲကျွန်တော်ဘာတွေလုပ်ရမလဲကျွန်တော်ရဲ့အလိုနဲ့အကြံစီတွေကျွန်တော်ဘယ်လိုလုပ်ရမလဲလို့ကျွန်တော်ကြံစီမရတဲ့အခြေအနေတွေကနှုတ်ကပတ်တော်ကလမ်းညွှန်ပေးတယ်နှုတ်ကပတ်တော်ကပဲကျွန်တော်တို့တော်တင်ပေးတာဖြစ်ပါတယ်ချက်တော်ညီမလေးနောက်ဓမ္မကားတစ်ချက်ကတမန်ကျမ်းစာကဝိညာဉ်ရာစာဖြစ်ပါတယ်ရှင်မသက်ခန်းကြီးအငယ်လေးမှာတခင်ယေရှုကလည်းတဲ့လူဒီမုတ်အားဖြင့်ကအသက်ကိုဝေးရမှာမဟုတ်ဘုရားသခင်မိန့်တော်မူတဲ့အားဖြင့်အသက်ကိုဝေးရမှာကျမ်းစာလာပြီလို့ပြန်ပြောပါတယ်ကိုယ်ခန္ဓာတဲ့အစာလိုအပ်တယ်လို့ဝိညာဉ်တွေလည်းနှုတ်ကပတ်တော်ကလိုအပ်တဲ့အရာဖြစ်ပါတယ်ဆိုတော့လူတော်ရဲ့မုတ်အားဖြင့်အသက်ကိုဝေးရမှာပေါ့ဆိုတော့ပြောချင်တာကမုတ်မစားအောင်လို့ပြောတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝအမှန်ရှင်သန်ခြင်းကကျွန်တော်အစားအသောက်နဲ့ရှင်သန်နေဖို့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာနှုတ်ကပတ်တော်အားဖြင့်လည်းကျွန်တော်တို့ရှင်သန်ဖို့လိုတယ်အဲ့ဒါကအဓိကဖြစ်တယ်ဆိုတာကိုဒီယေရှုကဆိုလိုတာဖြစ်တယ်ဆိုတော့ပေတရုဩဝါဒပထမဆုံးခန်းကြီးနှစ်အငယ်3ပါလေနှုတ်ကတရားကြီးလွတ်စေအားဖြင့်ကြီးပွားပြီးအကြောင်းဖွားစာငယ်ကဲ့သို့တရားမှုကိုအလုံးလိုချင်သောစိတ်ရှိကြလို့ပြောထားပါတယ်ဒီနေ့နှုတ်ကပတ်တော်တရားတမန်တော်ရှင်ပေတရုကဘာနဲ့ခံနိုင်တာလဲဆိုရင်ဖွားဆက်ငယ်လေးကဗိုက်စားတဲ့အခါမှာနှုတ်ကိုနားနဲ့လိုချင်တဲ့စိတ်ရှိတယ်လို့ကျွန်တော်တို့လိုချင်ပါအဲ့လိုတည်းကျွန်တော်တို့လိုချင်စိတ်ရှိကြတယ်နှုတ်ကတော့အဲ့လောက်ထိကျွန်တော်တို့လိုချင်ကြတယ်ဟုတ်တယ်နော်ကျွန်တော်အမေကျွန်တော်ကတော့တာသမီမရှိတော့လေထားပါတော့ဒါပေမဲ့ကျွန်တော်ညီမွေးတယ်ကျွန်တော်ညမလေးမွေးတဲ့အချိန်ကျွန်တော်မှတ်မိတဲ့အကျွဲဖြစ်တယ်သူတို့တွေနော်မွေးလာတာလေးမှာအော်မူပြီးတော့ပါစာကလေးဟာပြီးတော့မျက်စိတော့ကောင်းကောင်းဖွင့်ပေးဘူးနော်ဟိုရမ်းနဲ့တို့လိုက်ရှာအမေကပါပြီးတော့မလေးတို့ပြတယ်ချက်ချင်းကုန်တတ်တယ်ပြောချင်တာပါလဲဆိုတော့နာတဲ့တို့ကိုလုံချင်သောစိတ်ရှိကျွန်တော်တို့ရဲ့အသက်တာမှာတကယ်ပဲနှုတ်ကပတ်တော်နာတဲ့လုံချင်စိတ်ရှိရတယ်အဲ့တော့ဒီနေ့ချက်တော်ဒီမှာလို့ကျွန်တော်ခဏပြောပါတယ်ဘုရားကြောင့်လာမလာခင်နဲ့လာပြီးတဲ့အသက်တာဘုရားကြောင့်မလာခင်မှာကျွန်တော်တက်လုံးသားကိုဘယ်လိုပြင်ဆင်လာဒီနေ့ဘုရားငါ့ကိုဘာပြောမလဲဒီနေ့ဒေသနာရှင်အားဖြင့်ဘုရားရှင်ငါ့ကိုဘာပေါ်ပြမလဲဆိုတဲ့ခံယူခြင်းသောစိတ်လိုချင်သောစိတ်သိချင်သောနှလုံးသားနဲ့လာဖို့ဖြစ်ပါတယ်ပြန်သွားတဲ့အခါမှာအော်ဒီတစ်ပတ်မှာဘုရားကငါ့ကိုဒီလိုပုဂ္ဂိုလ်တော်နဲ့တောင်းတယ်ဒေသနာအားဖြင့်ငါ့ကိုဒီလိုတတိပေးတယ်ငါ့ကိုဒီလိုလမ်းပြဆိုတဲ့အရာလေးအားဖြင့်ကျွန်တော်တို့စင်ကြင်သွားဖို့ဖြစ်ပါတယ်ချစ်တော်မူပါဒီနေ့ကျွန်တော်တို့ဘတ်တော်ကြားလို့မလာပါနဲ့ကျွန်တော်ခဏကျွန်တော် serious အဖွဲ့တွေပါတမန်ကျမ်းစာလေ့လာတဲ့အဖွဲ့တွေပါပြောပါတယ်ဒီတစ်ပတ်မှာကျမ်းစာလေ့လာခြင်းအပြင်ဘုရားအကြောင်းကိုဘာပုံသိရမလဲဘုရားရဲ့ဖွင့်ပြချက်တွေဘာပုံပြီးတော့နားလည်ရမလဲလုံချင်သောစိတ်တတ်မဲ့သောစိတ်နဲ့တော့တတ်မဲ့သောစိတ်ဆိုတာ
မကောင်းတဲ့အရာလောကအရာကိုတတ်မဲ့ခြင်းကိုပြောတာပေါ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုတတ်မဲ့ဖို့ပြောတယ်နော်ဒါကြောင့်ကျွန်တော်တို့တမန်ကျမ်းစာနံပါတ်5အချက်ပါပါလို့ကျွန်တော်ရဲ့ဝိညာဉ်ရေးအစာဖြစ်ပါတယ်နံပါတ်6အချက်ကတော့တမန်ကျမ်းစာစုံစမ်းနောက်ချက်ခြင်းကိုအောင်မြင်စေတော့လည်းဖြစ်ပါတယ်ဆိုအဲ့ဒီခန်းကြီး6ငယ်19မှာဘာပြောထားလဲဆိုတော့ကဲတင်ခြင်းဒီဟူသောတာမောင်လုံးကို၎င်းဘုရားပြည်နှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်ဤဓာတ်ကို၎င်းယူဆောင်ကြလို့ဆိုတော့ကျွန်တော်တို့သခင်ယေရှုရဲ့တက်တော်ခြင်းကိုကြည့်ရခါပါစာရမဏေရဲ့စုံစမ်းနောက်ချက်ခြင်းသခင်ယေရှုဘယ်လိုတုံ့ပြန်လဲဆိုတော့ကျွန်တော်အားလုံးသိပါတယ်နော်မဘဲခန်းကြီးလေးမှာဝိညာဉ်တော်ကဒီသွေးဆောင်မှုကိုခံဖို့ပဲသခင်ယေရှုကိုတော့ပို့ဆောင်တဲ့အခါမှာစာရမဏေကလာပြီးတော့နော်နောက်ဆက်သွေးဆောင်အဲ့တော့သခင်ယေရှုဘာနဲ့လဲတုံ့ပြန်တယ်ကျမ်းစာလာဒီကကျမ်းစာလာဒီကားဆိုရတယ်ပဲတုံ့ပြန်ပြီးတော့စာရမဏေနာယူသွားတာဖြစ်ပါတယ်နောက်ဒီနေ့ချက်တော်ဒီမှာတော့တော့တမန်ကျမ်းစာစုံစမ်းနောက်ချက်ခြင်းရောပဲအောင်မြင်စေတဲ့လက်နဲ့ဖြစ်ပါတယ်ဒါနှုတ်ကပတ်တော်ရဲ့အအောင်ပဲချက်တွေဖြစ်ပါတယ်နံပါတ်9ချက်ကတော့တမန်ကျမ်းစာလူစိတ်နှလုံးတန်ရှင်းစေတယ်ရှင်မပြုကြခန်းကြီး15အငယ်3ပါတေလို့ဒီနာဟောပြောလို့စကားအဖြစ်ယခုပဲရှင်းလင်းရရှိကြတယ်ဆိုတော့နှုတ်ကပတ်တော်ကကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့အပြောကျွန်တော်အကျင့်ကိုပြောင်းလဲစေတယ်လို့ကျွန်တော်ရဲ့ဘဝအသက်တာလမ်းညွှန်မှုလည်းရှင်းရှင်းလင်းလင်းသိစေတာဖြစ်တယ်ကျွန်တော်ရဲ့အသက်ရှင်မှုကိုလည်းရှင်းရှင်းလင်းလင်းပေါ်ပြပေးတာဖြစ်ပါတယ်ဒါကြောင့်ဘုရားခင်နှုတ်ကပတ်တော်ကျွန်တော်တို့အသက်တာနှုတ်ကပတ်တော်ကြည်သာရင်လည်းဖြန်းတယ်တဲ့ဩတာပါစိတ်နော်ဆိုတော့ဒါကြောင့်ဒီနေ့ချစ်တော်မူပါလို့တမန်ကျမ်းစာပြီးကျွန်တော်ရဲ့စိတ်နှလုံးကိုတန်ရှင်းစေတယ်နှုတ်ကပတ်တော်ကိုဖတ်ပြီးလူကပို့ပြီးတော့တိမ်ဝင်လူညံ့နေတယ်နှုတ်ကပတ်တော်ကိုဖတ်ပြီးလူရဲ့အသက်တာကပို့ပြီးတော့ဖခင်အလိုတော်နဲ့တန်ရှင်းစေခြင်းကနေထိုင်တယ်ဖြစ်တယ်မတူပါဘူးချစ်တော်ဒီပုံမှာကျွန်တော်ပြောချင်တယ်ဝန်ခံပါလေတိတ်အောင်လို့ပြောတာကျွန်တော်အမှန်တန်နုညံ့တယ်လို့လေလူတွေကပြောတယ်ဆရာမျက်နှာမြင်လိုက်ရင်အရင်စိတ်ချမ်းသာတယ်တဲ့ဆရာပြောနေတာပဲဒါကျွန်တော်အတင်းသားတွေပြောတာနော်အဲ့ဒါကိုမကဘူးအဝေးရောက်တော့ဖုန်းဆက်တဲ့အခါမှာဆရာအတန်ကြားကအရင်အားရှိတယ်ကျမ်းစာကြောင်းလည်းရောက်နှုတ်ကပတ်တော်လည်းဖတ်နိုင်မစင်ကြင်နိုင်တနေ့ကျောင်းသားကျောင်းသူတွေလည်းစီကံပိုင်းတွေလည်းစာသင်ဖို့နဲ့နော်ဒီသင်ခန်းစာတွေနဲ့တခြားလုပ်ငန်းတွေနဲ့ရှုပ်ချက်ခံတယ်အဲ့တော့ဘာဖြစ်လာလဲကျွန်တော်စိတ်ပြန်ကြမ်းတမ်းလာနော်ပြောရဆိုရတာကျောင်းသားတွေကိုပေါ်ဟာငေါ့သွားတယ်နှုတ်လည်းကြမ်းလူလည်းကြမ်းရုပ်လည်းကြမ်းအဲ့ချိန်ကစပြီးကျွန်တော်မျက်နှာမှာအပြုံးဆိုတာမရှိတော့နော်နေတိုင်းလိုမျက်နှာတင်းပါပြီးတော့မှကျွန်တော်အမျိုးသမီးအောင်ပြောနေမျက်နှာကြည့်ရတာအလိုမကျမလို့ပဲပြောင်းသွားနှုတ်ကပတ်တော်ကဝေးသွားတဲ့အခါမှာပြောင်းသွားဒါလို့အလုပ်ကနေအနားယူပြီးတော့ဘုရားနှုတ်ကပတ်တော်ပြန်လေ့လာတဲ့အခါမှာကျွန်တော်နူးညံ့တဲ့မှုတွေပြန်ရလာတယ်ကျွန်တော်အပြောဆိုရင်အရင်ကကျွန်တော်တတိယပြောတယ်နေကတော့ငါပြောလိုက်လို့ရှိရင်အဲ့လိုပဲတော့ခုတော့ဟာချွေးတာဒီလိုတော့မဟုတ်ဘူးအဲ့လိုတော့မဖြစ်ဘူးဟာဒါလေးကတော့ဒီလိုလုပ်လိုက်တာပါကျွန်တော်ကိုကျွန်တော်လည်းသိတယ်ငါဘယ်တော့ပြောင်းလဲသွားတယ်အဲ့အပြောဆိုတယ်ဘာကြောင့်လဲနှုတ်ကပတ်တော်ကျွန်တော်ကြည့်ယူတာမဟုတ်ဘူးနော်ချစ်တော်ကြီးပေါ်မှာနှုတ်ကပတ်တော်ကိုလေ့လာပြီးကိုယ့်ရဲ့စိတ်နှလုံးကလူညံ့တဲ့ငွေတွေနှုတ်ကပတ်တော်ကိုလေ့လာပြီးကိုယ့်ရဲ့အပြောဆိုအနေနဲ့အပြုအမူတွေအားလုံးကတန်ရှင်းစိတ်ကြယ်တွေဖြစ်လာတယ်ဒါကနံပါတ်9ခုမြောက်တမန်ကျမ်းစာရဲ့အဟောဝေသောဂုဏ်တတိဖြစ်ပါတယ်နံပါတ်10ကတော့တမန်ကျမ်းစာကဉာဏ်ပညာကိုပေးပါတယ်129ခုမြောက်သောစာအပိုက်ငယ်68နဲ့100ပါပြည့်ညတ်တရားတော်ကြီးကျွန်တော်ရန်သူတို့ထက်ကျွန်တော်ကိုတာ၍ပညာရှိစေပါလိမ့်ပြည့်ညတ်တရားတော်ကြီးကျွန်တော်နှအရှင်ဒီပါတတ်တဲ့ခံတော်မူချက်တို့ကိုကျွန်တော်ကိုစင်ကြင်အောင်နေတော့ကြောင့်ကျွန်တော်ဆရာအပေါင်းတို့ထက်တာ၍နားလည်ပါလိမ့်ကိုယ်တော်ရဲ့ကုရိတာများကိုစောင့်တော့ကြောင့်အသက်ကြီးသောသူတို့ထက်တာ၍ဉာဏ်ကောင်းပါလိမ့်နှုတ်ကပတ်တော်ကိုဒီဝဲစီးကပ်ပြီးတော့နှုတ်ကပတ်တော်ကိုတကယ်တန်ဖိုးထားပြီးနာမည်လိုက်လျှောက်တဲ့သူရဲ့တက်တာပါ။ခင်ဗျားကနှုတ်ကပတ်တော်ကကျွန်တော်တို့ဉာဏ်ပညာရှိတယ်ဖြစ်တယ်။နှုတ်ကပတ်တော်ကကျွန်တော်ဉာဏ်ပညာပေးတယ်ဒါကနှုတ်ကပတ်တော်တမန်ကျမ်းစာရဲ့နောက်ထပ်အားဟောတဲ့ရှိခုနာဖြစ်ပါတယ်။ရှိတော်လို့ပြောမှာ။ဒါကကျွန်တော်ရင်ဆိုင်လာတဲ့အခက်အခဲတွေပြဿနာတွေဖြေရှင်းရတော့မှာကျွန်တော်တို့ဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲဆိုတာတမန်ကျမ်းစာနှုတ်ကပတ်တော်ကကျွန်တော်တို့ထည့်ပြီးပေါ်တင်ပေးတယ်ကျွန်တော်အမြဲတမ်းစ
စင်လာပြပေးဒါနှုတ်ကပတ်တော်ရဲ့ထူးခြားခြင်းဖြစ်ပါတယ်ချက်တော်ညီမောင်များဒါတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုနာဂန်တဲ့သူရဲ့အတ္တမှာအပြောအဆိုနဲ့ဆုံးဖြတ်ချက်များမှာဉာဏ်ပညာရှိတာပညာရှိမှလည်းကျွန်တော်တို့ဆုံးဖြတ်တတ်ပါတယ်နံပါတ်9တစ်ချက်တမန်ကျမ်းစာထာဝရပြည်နေတယ်ဒါကျွန်တော်တို့ကဖတ်ခဲ့ပြီးဖေရှား40ငယ်8เนาะကောင်းဆိုတော့ကျွန်တော်အဲ့ဒါတော့မပြောတော့ဘူးเนาะဆိုတော့မြတ်ပြည်တွေရတယ်ညှို့နှံတတ်တယ်ပန်းပွင့်အပွင့်တွေလည်းကြွေတတ်တယ်ဒါလို့ထာဝရဘုရားရဲ့နှုတ်ကပတ်တော်အရှင်ဖွင့်နှံတယ်လို့ပြောပါတယ်เนาะဖေရှား40ငယ်8ဆိုတော့ရှင်မာတဲ့ပြည်တိုင်းတိုင်းနဲ့ဆက်ပြီးအငယ်30မှာပြောလဲဆိုခရစ်တော်ကကောင်းမြင်ပြီးဒီပတိတော်နဲ့ငါးစကားတည်တယ်ကောင်းမြင်တဲ့ပြည်ကြီးမတည်တော့လေငါးစကားတည်လို့ဒါကြောင့်တမန်ကျမ်းစာကထာဝရတည်မြဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်တိုင်းခေတ်ကာလတိုင်းမှာအာကိုထိုက်တဲ့မိကိုထိုက်တဲ့တမန်ကျမ်းစာဖြစ်ပါတယ်ခြေတော်ဒီပုံကတော့နံပါတ်7ကြောင့်တမန်ကျမ်းစာကို7ကြောင့်ဆိုအားလုံးကလည်းနည်းနည်းကြလုံးပြသွားတယ်ချက်ဆက်ချက်ပဲဆိုတော့ပြီးပြီပေါ့နော်ပြီးတော့ပါပါတမန်ကျမ်းစာတွေခရစ်တော်ကိုသာဘို့ပြီးတော့ခရစ်တော်အကြောင်းပဲပေါ်ပြထားပါတယ်နော်ရှင်မပြည့်ကြခန္ဓာအငယ်39မှာကျမ်းစာအဖြစ်ထာဝရအသက်ကိုရမည်လို့စိတ်ထင်တဲ့သင်တို့ဒီကျမ်းစာကိုစစ်စစ်ကြည့်ရှုကြ၏ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏လို့ယေရှုခရစ်တော်ကပြောပါတယ်ဆိုတော့တမန်ကျမ်းစာကဓမ္မဟောင်းကျမ်းစာသခင်ယေရှုကိုကြိုတင်ဖော်ပြဖို့ဓမ္မသစ်မှာကိုယ်တိုင်ထင်ရှားစေခဲ့တာဖြစ်ပါတယ်ချားအပ်တဲ့စာကုန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကအလွန်လှပတဲ့စကားလေးတစ်ခုခေါင်းပြောခဲ့ပါတယ်အဲ့ဒါပါလဲဆိုတမန်ကျမ်းစာမှာတဲ့ဖတ်တဲ့ကျမ်းပတ်ခရစ်တော်ကိုမတွေ့ရင်အဲ့ကျမ်းပတ်ကိုနောက်တော့ပြန်ဖတ်ပါဘာဖြစ်လို့လဲဆိုတော့ကျမ်းစာတော်လုံးကခရစ်တော်ကြောင့်ကိုတတ်သိခံနေတာဖြစ်ပါတယ်နောက်ဒီနေ့ကျွန်တော်တို့တမန်ကျမ်းစာကိုဖတ်တဲ့အခါတိုင်းခါတိုင်းပါခရစ်တော်အကြောင်းကိုပဲကျွန်တော်တွေ့ရတာဖြစ်တယ်။ဆိုတော့ဆယ်လေးခုတော်စာလမ်းကြောင်းကျွန်တော်ဖတ်ခဲ့ကြတယ်။ရေးတဲ့သူကဒါဝင်ပြီးလုံငယ်သောတင်ပေါင်းများများပါခရစ်တော်မပေါ်ခင်ကလေးကရေးခဲ့တဲ့ကျမ်းစာ။ဒါလို့အဲ့ဒါကြီးပါဖြစ်တယ်။စီယုံကောင်ကနေပြီးတော့ယူရနဲ့ဣဗရာရဲ့ကဲ့ရဲ့အကြောင်းကိုထုတ်ဖို့ခရစ်တော်ကိုပေါ်ညွှန်ထားတာကျွန်တော်တွေ့ရတယ်။ခရစ်တော်ကိုကိုးစားပြုထားတာကျွန်တော်တွေ့ရတယ်။နော်ကျွန်တော်လေ့လာခဲ့ပြီးပါပြီ။ဆိုတော့ကျွန်တော်တို့ကလို့စာလံဆန်ကလေသူ့ဘဝအတွက်ရွှေငွေအထောင်တောင်းနဲ့နှုတ်ဘတော်ကိုနှိုင်းရှင်တဲ့အခါမှာရွှေငွေရဲ့နှုတ်ဘတော်ကိုရွေးချယ်ခဲ့ပါတယ်ကျွန်တော်တို့ကဘာကြည့်လဲရွှေပဲရေးပါလို့ဆိုတယ်ရွှေလေးလောက်ကြီးနေတာရွှေငွေအထောင်တောင်းနဲ့နှုတ်ဘတော်နဲ့ရှင်လာတဲ့အခါမှာစာလံဆန်ကြီးရတယ်နှုတ်ဘတော်ကိုရွေးချယ်ခဲ့ဘာကြောင့်လဲဆိုတော့အလုံးတန်ဖိုးထားလို့ဖြစ်ပါတယ်တန်ဖိုးထားလို့ဖြစ်ပါတယ်ကျွန်တော်တို့ဆာလန်ဆိုင်ကဲ့သို့တန်ဖိုးထားကြပါလားဒီနေ့ကျွန်တော်ပြန်လဲစမ်းစစ်ပါဖုန်းကန်တဲ့အချိန်နဲ့ကျမ်းစာဖတ်တဲ့အချိန်ဘယ်ဟာပုံများနေတယ်လာမနော်ဖုန်းကန်တဲ့အချိန်ကကျမ်းစာဖတ်တဲ့အချိန်ဘယ်အချိန်ကပုံများနေတယ်တရင်တွေကိုစိတ်ဝင်စားတာတရင်တွေကိုစိတ်ဝင်စားတာတမန်ကျမ်းစာကိုစိတ်ဝင်စားရတာဝိရှာဖို့ကြိုးစားတော့နှုတ်ဘတ်တော်ကိုကြိုးစားဖို့ရှာဖွေကြတယ်ကျွန်တော်ဒီနေ့သင်တန်းမှာကော်ဖီဝင်အားလုံးတော့24ရောက်လို့ရှိတယ်ထင်ပါတယ်ဒါမလို့ကျမ်းမာရေးချုပ်တဲ့ဒီလိုစမတ်တော်စာမျက်နှာမှာလို့ကျွန်တော်မထည့်ထားဘူးပေါ့နော်သူလည်းနားဖို့လို့နော်ဆိုတော့အားလုံး24ရောက်ဒီနေ့တက်ဖို့ရှိပါတယ်ဒါမှပြောနေထားပါလေ22ယောက်တော့မပြည့်နိုင်ဘူးလို့နော်ပြည့်မှာပြည့်ချင်မှာပြည့်မယ်လို့တော့ကျွန်တော်ပြောနေထားပါတယ်။ဒါတော့လေကျွန်တော်တို့ဖိအားရဲ့နှုတ်ကပတ်တော့ကျွန်တော်တို့လူချင်းခံစိတ်ရှိဖို့လိုတယ်။ကျွန်တော်တို့အချိန်ပေးဖို့လိုတယ်။ကျွန်တော်တို့အသက်တာတခြားဟာတွေကြိုးစားပြီးရှာဖွေကြတော့နှုတ်ကပတ်တော်လည်းကြိုးစားပြီးရှာဖွေကြလားဆိုတာကျွန်တော်တို့အသက်တာပြန်ပြန်စမ်းစစ်ဖို့လုပ်ပါတယ်။ချစ်တော်ဒီဘုံမှာလို့တမန်ကျမ်းစာကိုချစ်တဲ့အသင်းတော်တည်ငြိမ်မှုရှိတဲ့အသင်းတော်ဖြစ်တယ်။တမန်ကျမ်းစာကိုချစ်တဲ့မိသားစုကကောင်းကြီးခံရတဲ့မိသားစုဖြစ်တယ်။တမန်ကျမ်းစာကိုချစ်သောယုံကြည်သူဟာဝိညာဉ်ရေးမှာကြီးထွားပြီးတော့ကြီးထွားလာတဲ့ယုံကြည်မှုဖြစ်တယ်။ဒါကြောင့်ရွှေငွေကဘန္နာတိုင်းကိုဖြစ်ပေးနိုင်တယ်လို့တမန်ကျမ်းစာကတော့ကျွန်တော်နှလုံးသားထဲမှာညီတဲ့ချင်းကိုဖြစ်ပေးနိုင်တာဖြစ်ပါတယ်။ရွှေငွေကညီတဲ့ချင်းဖြစ်ပေးနိုင်တာ။ဟုတ်လားတကယ်လည်းကိုကပြောလို့
နော်ကျွန်တော်တို့ကပတ်စံနေရှိပူတော်မှာအိပ်ပြရဝင်နော်နော်ဒီပတ်စံပဲတပြားလာတိုက်မလားဘယ်လိုလုပ်ကြလဲနော်ဒါမျိုးနှုတ်ကပတ်တော်ကကျွန်တော်တို့ကို intention ပေးပါရှင်မီကခဏတာချမ်းသာမှုပေးနိုင်တယ်လို့တမန်ကျမ်းစာကတော့ထာဝရအသက်နဲ့ထာဝရကြောဝမှုကိုပေးနိုင်ပါတယ်ဒါကြောင့်တမန်ကျမ်းစာဘိုးအနကထိုက်တယ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်တမန်ကျမ်းစာကိုတန်ဖိုးထားကြပါစို့လို့ဒီနေ့တမန်ကျမ်းစာတော်နဲ့နေပါဒီဒေသနာအပြင်ဒီဘဝအဝန်များကိုခွန်အားပေးတိုက်တွန်းလို့ဆိုပါတယ်အရောက်စီတိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ